မင်္ဂလာပါဒါတော့ဆိုလီယန်ကုမ္ပဏီရဲ့စုပွဲဝယ်ရောက်နေတာတော့စားတော့ခံရတယ်ပါတော့ဒါတော့ကော်ဖီတွေပါတော့တယ်မဲတွေစားတဲ့အခန်းပေါ့နော်ဒီမှာကြည့်မဲတွေလည်းစားတယ်ကော်ဖီတွေလည်းတောက်တယ်ပေါ့နော်ဒါတော့မဲစားတဲ့အခန်းပေါ့နော်ဆိုလီယန်ကုမ္ပဏီစုပွဲဝယ်ရောက်တဲ့သူတိုင်းဒီမှာမဲစားတဲ့ဘာဆိုရင်များစွာစီးပါတယ်ဒါကြောင့်မို့ဆိုရကုမ္ပဏီမှာဆိုရစပိုင်းကိုလေ့လာဖို့အတွက်နှွေးထွေးစာကြိုးစားပါတယ်။ဒီမြောက်များစွာဒီကွင်းတွေကအရင်မှလာတယ်လို့ညာရမယ်နော်။အဲဒါတော့ငွေနဲ့ပေါက်ပါတယ်။ငွေနဲ့လမ်းဒါတော့မင်းစားတဲ့ခံပါနော်။မင်းစားတယ်မင်းရပါတယ်ဆိုတယ်။ဒါတော့မင်းစားခံပါနော်။ဒါမှမင်းစားပြန်မှာတော့ကွန်ပျူတာစီရောက်တဲ့ခံတော့ဒီမှာကွန်ပျူတာစီရောက်တဲ့ခံဒါအဝင်ရဆိုတော့ပေါ်မှာတရားဒါတော့မြေစားတဲ့ခံဒါကြောင့်မို့သူညာစီပိုင်းကိုလာပြီးတော့လေ့လာပါလို့နှွေးထွေးစာကြိုးစားပါတယ်ဒီပါလာမှသိမယ်နော်မလာတော့သူများပြောတာကိုမယုံနဲ့ကိုယ်တိုင်လာပြီးတော့လေ့လာကြည့်ပါလိမ့်မယ်ဒီလိုဘယ်လောက်များလဲဆိုတော့ဒီလိုဘယ်လောက်များလဲဆိုတော့ဒီမှာဒါတော့အစီအဝေးခမ်းမတယ်မရောက်သေးပါဘူးဒါကတော့စားတောက်နေတဲ့ခန်းထဲမှာပဲဒါတော့ဒီလိုစားပဲညာရီပဲနော်ဒီလိုမျိုးများတော့ဒီလိုမျိုးများစွာပဲဒါတော့ဒီလိုစားတဲ့ခန်းမှာဖြစ်ပါတယ်ဒါလိုမျိုးစားတဲ့ခန်းကော်ဖီတောက်တဲ့ခန်းပေါ့နော်ဘယ်လောက်များလဲဆိုတာမှာများရီပဲနော်များရီပဲကွန်ပျူတာစီကိုရောင်းချတဲ့နေရာလေးပဲဖြစ်ပါတယ်ပစ္စည်းရောင်းချတဲ့နေရာပါဒီပစ္စည်းတွေဆောက်ရှိပါတယ်ပစ္စည်းရောင်းချတဲ့နေရာပါဆီရီယန်ကုမ္ပဏီကစုဝေးတွေ့ရောက်လာတဲ့လူတွေကရေပဲနော်တွေ့ရောက်လာစီဝေခံမာကဟိုးထဲမှာစီဝေခံမာတော့မဖွင့်သေးပါဘူးစီဝေခံမာတော့မဖွင့်သေးဘူးပေါ့နော်မစီဝေခံမာကတော့ဘယ်လိုပေါ့စီဝေခံမာတယ်မှာဝင်ရတော့မှဖြစ်ပါတယ်ဒီမှာဒါကမှစီဝေခံမာတယ်ဝင်ရတော့ဆီမခမာလာနေကြလေပါทางธุรกิจให้กับทุกคนนับหนึ่งผ่านการจัด OPP ทั่วประเทศพร้อมทั้งขยายพื้นที่แห่งความสำเร็จให้กว้างขวางยิ่งขึ้นในทุกพื้นที่และต่อการสื่อมวลชนเยี่ยมชมโรงงานการผลิตสินค้าที่ปีนังประเทศมาเลเซียเพื่อให้ทุกท่านได้เห็นถึงความมั่นคงและเพื่อคุณภาพระดับสากลของบริษัทဆိုရစီပွားရေးလာနေလာလို့လက်ထွက်သွားကြပါတယ်